ဒီနေ့တော့သူမြေအောက်ပိုင်းထိုင်ဖြစ်ပါတယ်တစ်ပတ်ကိုအောက်ပိုင်း2ရက်ထိုင်တာမှာဒီနေ့ကတော့ booty focus day ပေါ့နော်ထမဆုံး exercise အနေနဲ့ lower squat ထိုင်ပါတယ်သူကဘာကိုပခုံးထက်အောင်နေကြတဲ့နေရာမှာတင်ပြီးတော့ squat ထိုင်ရတာပါခန္ဓာကိုယ်ကရှုပ်အနေငယ်ပိုကိုင်းသွားတဲ့အတွက်ကြောင့်မလို့တင်ပါကိုပို့ပြီးတော့ထိစေပါတယ်ရှစ်ပေါင်လည်းနည်းနည်းတော့ထိရပါတော့ဒုတိယ exercise ကတော့ FFE reverse lunges ပါရှေ့ချောက်ကို play ပြားပေါ်မှာတင်ပြီးတော့ exercise ပါဒီမှာလဲသူမီယာ torso ကိုရှေ့ကို45 degree လောက်ကိုင်းထားတဲ့အတွက်ကြောင့်မလို့တင်ပါကိုပဲပို့ပြီးတော့ထိရောက်စေပါတယ်တတိယမြောက်အနေနဲ့ကတော့ kick back ကိုဆော့ပါတယ်တစ်ဖက်ကို15က3ကျော်ကနေ4ကျော်စီလောက်သွားပါတယ်သူမီတင်ပါအပေါ်ပိုင်းလေးကိုပြည့်ပြည့်တင်တင်လေးဖြစ်လာစေချင်လို့ပါ favorite booty workout တွေရဲ့တစ်ခုပါနောက် workout တစ်ခုကတော့ banded lateral walk ပါဒီဟာလည်းသူမီရဲ့ favorite booty workout တွေရဲ့တစ်ခုပေါ့နော်ဒီတင်ပါဆော့ရဲ့ရက်တိုင်းလို့သူ့ကိုထည့်ပြီးဆော့ဖြစ်ပါတယ်တစ်ဖက်ကို25ခါစီနဲ့ဘင်းညာ25ခါစီပေါ့နော်အဲ့ဒါ4ကျော်ဆော့တယ်အဲ့ဒီ4ကျော်ပြီးပြီဆိုတော့ကိုယ့်ရဲ့တင်ဘေးတွေကလေလုံးဝကိုပြည့်တင်လာတယ်လို့ခံစားရတယ်အရင်မိုက်တိုင်း feeling ရလေနောက်ဆုံး exercise အနေနဲ့ကတော့ banded glute bridge ကိုဆော့ပါတယ်ဒီ exercise ကလည်းတင်ပါကိုလုံးဝကိုရှေ့ထိပါတယ်ထိမထိရတော့လေသူမိအခုရှုံမဲ့နေမျက်နှာသက်သေးပါပဲဒီနေ့တော့ဒီလောက်ပါပဲဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်